ဒီဗီဒီယိုမှာတော့နိုင်ငံခြားမှာရောက်နေတဲ့ကျွန်တော်ရဲ့ညီကောင်မောင်နှမများအတွက်ဆေးကန်းကိုတွားပြတဲ့အခါမှာကျန်းမာရေးဆိုင်ရာအခေါ်လေးတွေကိုကျွန်တော်လမ်းညွှန်ပေးထားပါတယ်ဒီတော့ကိုဖြစ်နေတဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှအလွယ်တကူပေါ့နော်ဆရာဝန်တွေကိုပြောဆိုနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့မှဒီဗီဒီယိုကိုဖန်တီးလိုက်တာဖြစ်ပါတယ်သိတဲ့သူတွေကကြော်သွားပေးလို့ရပါတယ်မသိသေးတဲ့သူတွေကတော့အဆုံးထိကြည့်သွားပေးပါပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့အများစုဖြစ်တဲ့အရာလေးကိုကျွန်တော်နှုတ်ထုတ်ထားတယ်ပေါ့နော်ကိုခေါင်းကိုက်နေတယ်ဆိုလို့ရှိရင် headache လို့ခေါ်တယ်ပေါ့နော်ဒီတော့ဆရာဝန်ကိုပြောတဲ့အခါမှာကျွန်တော်ခေါင်းကိုက်နေပါတယ်ဆိုလို့ရှိရင် I am suffering headache လို့ပြောလို့လည်းရပါတယ်နောက်ပြီးတော့ I'm headache ဆိုလို့ရှိရင်လည်းဆရာဝန်တွေကနားလည်တယ်ပေါ့နော်စင်ကာပူမှာဆိုလို့ရှိရင်တော့အများနဲ့ဒီတော်တော်များများပေါ့နော် broken ပြောလို့ရှိရင်လည်းဆရာဝန်တွေကနားလည်တယ်ပေါ့နော်ခေါင်းမူးတာဆိုလို့ရှိရင် dizziness လို့သုံးတယ်ပေါ့နော်တခါလေးမှာခေါင်းကိုက်တာနဲ့ခေါင်းမူးတာကမတူဘူးပေါ့နော်ဒီတော့ဆရာဝန်တွေကိုပြောတဲ့အခါမှာကိုကခေါင်းကိုက်နေတယ်အရင်ထိုးကိုက်တယ်ဆိုလို့ရှိရင် I'm suffering ဒါပါတော့အရင်ထိုးပြီးတော့မှကိုက်တယ်ဆိုလို့ရှိရင် I am very suffering headache ပေါ့နော်အဲ့လိုမျိုးပြောလို့လည်းရတယ်ခေါင်းမူးတာဆိုလို့ရှိရင်တော့ dizziness ပေါ့နော်မူးဝေနေတာဆိုလို့ရှိရင်လည်း dizziness လို့ပြောလို့ရပါတယ်နောက်တစ်ခုကကိုကဖျားတယ်ဆိုလို့ရှိရင် fever လို့ခေါ်တယ်ပေါ့နော် FEV ပါ fever ဆိုတာကကျွန်တော်တို့ဖျားတာဖြစ်ပါတယ်ထားပါတော့ကိုကလွန်ခဲ့တဲ့2ရက်လောက်ကငါစဖျားတာဆိုလို့ရှိရင် I got fever less 2 days ago ပေါ့နော်less မထက်ကျင်လည်းရတယ် I got fever 2 days ago ပေါ့နော် since 2 days since 2 days လို့ပြောလို့လည်းရတယ်ပေါ့နော်ဒီတော့ဘယ်လိုပဲပြောဆရာဝန်တွေကနားလည်တယ်ပေါ့နော်သွားနာတာဆိုလို့ရှိရင်တော့ကျွန်တော် 2H လို့သုံးတယ်ပေါ့နော်။ကိုကသွားဆေးကန်းတွေကိုသွားတဲ့အခါမှာငါသွားနာနေတယ်လို့ပြောချင်တယ်ဆိုရင် 2H လို့ပြောလို့ရတယ်ပေါ့နော်။သွားနှုတ်ချင်တာဆိုလို့ရှိရင်လည်းသွားဆေးကန်းတွေသွားတဲ့အခါမှာ tooth extraction လို့ခေါ်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ငါသွားနှုတ်ချင်တယ်ဆိုလို့ရှိရင်လည်း I want to do tooth extraction လို့ပြောလို့ရှိရင်လည်းနားလည်သလိုနောက်တစ်ခုက take out my teeth လို့လည်းပြောလို့ရတယ် take out my tooth လို့လည်းပြောလို့ရှိရင်တို့နားလည်တယ်ပေါ့နော်။နောက်တစ်ခုကသွားဆိုင်ချင်တယ်ဆိုလို့ရှိရင်အများစုသုံးကြတာကတော့ဒီ dental implants ကိုသုံးကြတယ်ပေါ့နော်အဲ့ဒါလည်းသုံးလို့ရတယ်နောက်တစ်ခုက dental filling လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါသွားဆိုင်ချင်တယ်ဆိုလို့ရှိရင်ဒါသွားဆေးကန်းကိုရောက်တဲ့အခါမှာ resection ကိုပြောလို့ရတယ်ပေါ့နော် I want to do dental implants လို့ပြောလို့ရတယ်ပြီးလို့ရှိရင်ဈေးမေးချင်တယ်ဆိုလို့ရှိရင်လည်း how much dental implants fee ပေါ့နော်အဲ့လိုမျိုးလေးအလွယ်တကူပြောလို့ရပါတယ်နောက်တစ်ခုကကိုအများစုကတော့သွားဆေးကန်းကိုသွားတဲ့အခါမှာသွားဆေးကျင်တာပေါ့နော်သွားဆေးကျင်တာဆိုလို့ရှိရင်ဒီမှာ teeth cleaning လို့ပြောလို့ရသလို dental cleaning လို့ပြောကြတယ်ပေါ့နော်ဒါကတော့ကျွန်တော် medical တန်းတွေကတော့ dental cleaning ဆိုပြီးတော့မှအများစုပြောကြတာပေါ့နော်ဒီတော့ကိုသွားဆေးကျင်တယ်ဆိုလို့ရှိရင် dental cleaning လို့ပြောလို့လည်းရပါတယ်အဲ့ဒါကိုခုနဈေးမေးကျင်တယ်ဆိုလို့ရှိရင်လည်း how much dental cleaning fee ပေါ့နော်အဲ့လိုမျိုးပြောလို့ရှိရင်လည်းဒီ reception ကနားလဲတယ်ပေါ့နော်โอเคနောက်တစ်ခုကအများစုဖြစ်တတ်တာကျွန်တော်တို့ဘိုက်နာတာတို့ပေါ့နော်ဘိုက်အောင်တာတို့ဖြစ်တတ်တယ်အဲ့ဒါဆိုလို့ရှိရင်ဘိုက်နာတယ်ဆိုလို့ရှိရင် stomach ache လို့ပြောလို့ရသလိုနောက်ပြီးတော့ abdominal pain ဆိုတာကျွန်တော်တို့ဒီ one bite တစ်ခုလုံးနာတာပေါ့နော်ဘိုက်နာတာ abdominal pain ပေါ့နော်ခုနပြောလို့ suffering ဆိုတာကကျွန်တော်တို့ခံစားနေရတာကိုပြောတာပေါ့နော် I'm suffering abdominal pain ပေါ့နော်အဲ့လိုမျိုးပြောလို့ရှိရင်လည်းဆရာဝန်တွေကနားလည်ပါတယ်နောက်တစ်ခုကလေထိုးတာဆိုလို့ရှိရင်တခါလေးမှာအရန်ခံအခက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုကနှစ်ခုလုံးပြောလို့ရတယ်ငါဘိုက်နာတယ်လေထိုးတယ်ဆိုလို့ရှိရင်လေထိုးတာကိုကျတော့ bloating လို့သုံးတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့မပြောလိပြောထားမရှိတော့ကြတော့ပေါ့နော်တချို့မသိပဲနေမှာဆိုလို့ပါလေထိုးတာဒီ bloating လို့ပြောလို့ရတယ်ပေါ့နော်ဒီတော့ဘိုက်နာတယ်လေထိုးတယ်ဆိုတာကိုပြောချင်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အန်တယ်ဆိုလို့ရှိရင် vomiting လို့သုံးပါတယ်ဒီတော့အဲ့ဒါကဆေးကန်းရောက်လို့ရှိရင်ဆရာဝန်ကမေးလိမ့်မယ်ပေါ့နော်are you vomiting ဆိုတော့အန်နေလားပေါ့နော်အန်နေသေးလားမေးတယ်ဆိုလို့ရှိရင်ထားပါတော့မနေ့ကကိုအန်နေဆိုလို့ရှိရင် yesterday I'm vomiting ပေါ့နော်အဲ့လိုမျိုးပြောလို့ရသလိုထားပါတော့ yesterday night ဆိုလို့ရှိရင်မနေ့ကညဆိုလို့ရှိရင် yesterday night I was vomiting ပေါ့နော်အဲ့လိုမျိုးလေးလည်းပြောလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့မူးတာဆိုလို့ရှိရင် nausea ကျွန်တော်တို့အန်ပြီးတော့မှခေါင်းတွေလည်းမူးတယ်ဆိုလို့ရှိရင် nausea လို့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ပြို့တာပေါ့နော်မူးတယ်ဆိုတော့သူက I feel sick လို့လည်းသုံးလို့ရတယ်သူက nausea ကတော့အမှန်တော့ပြုတ်ပြီးတော့အန်တဲ့ပုံစံမျိုးပေါ့နော် nausea ပေါ့နော် nausea and vomiting လို့ပြောလိုက်လို့ရှိရင်ပြုတ်ပြီးတော့မှအန်တာဆိုပြီးတော့အတိတ်ပဲပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာဆိုလို့ရှိရင် body pain လို့ပြောလို့ရတယ်လို့ medical term နဲ့ဆိုလို့ရှိရင် body ache လို့လည်းပြောလို့ရတယ်ပေါ့နော်ဒါလေးတွေကတော့ကျွန်တော်တို့အလွယ်တကူပြောနိုင်ဖို့အတွက်ကျွန်တော်ဒီစဉ်းစားမိသလောက်ပေါ့နော်ဒီအများစုဖြစ်တာရှိတဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှကျမ်းမာရေးခေါ်လေးတွေကိုကျွန်တော်ပြပြပေးထားဖြစ်ပါတယ်အကယ်၍တခြားသောကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေတခြားသော meaning လေးသိကျင်တဲ့ဆိုလို့ရှိရင် comment မှာ man ခဲ့ပေးလို့ရပါတယ်ဒါကိုကျွန်
ကျွန်တော်အတန်တော်လေးတွေပြန်ပြီးတော့မှပြောပေးပါမယ်ပေါ့နော်ခေါင်းကိုက်နေတယ်ဆိုလို့ရှိရင် headache လို့ပြောလို့ရတယ်ပေါ့နော် headache လို့ပြောလို့လည်းရပါတယ်ခေါင်းမူတာဆိုလို့ရှိရင် dizziness လို့သုံးလို့ရပါတယ်ဖျားတာဆိုလို့ရှိရင် fever လို့ခေါ်ပါတယ်နော်နောက်တစ်ခုကသွားနာတာဆိုလို့ရှိရင် 2h လို့ပြောလို့ရတယ်သွားနှုတ်ချင်တာဆိုလို့ရှိရင်တော့ tooth extraction လို့ပြောလို့ရသလို take out by tooth လို့လည်းပြောလို့ရပါတယ်နောက်တစ်ခုသွားဆိုင်ချင်တာဆိုလို့ရှိရင်တော့ dental filling dental implants လို့သုံးလို့ရပါတယ်သွားစစ်ချင်တာဆိုလို့ရှိရင်တော့ teeth cleaning လို့ပြောလို့ရသလို dental cleaning လို့ပြောလို့ရပါတယ် dental cleaning ကတော့ပို့ပြီးတော့မှလွယ်တယ်ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့သွားစစ်ခန်းမှာဆိုလို့ရှိရင်တော့အများစုသုံးကြပါပေါ့နော်ဘိုင်းနာတယ်ဆိုလို့ရှိရင် stomach ache လို့ပြောလို့ရသလို abdominal pain လို့လည်းပြောလို့ရပါတယ်လေထိုးတာကတော့ bloating လို့ခေါ်တယ်ပေါ့နော်anti ကကျွန်တော်တို့ anna ကကျွန်တော်တို့ vomiting လို့ခေါ်ပါတယ်ပြို့တာမူးတာကတော့ nausea လို့ပြောလို့ရသလို I feel sick လို့လည်းသုံးလို့ရပါတယ်ဒီကိုယ့်ရဲ့ခန္ဓာကိုယ်နာကျင်ကြိုက်ခဲတာဆိုလို့ရှိရင်တော့ body pain တို့ body ache လို့ပြောလို့ရပါတယ်အားလုံးစီပေးကြပါစေတခြားသိချင်တာလေးရှင်လည်း comment မှာမှတ်ခဲ့ပေးပါ